20ရာစုရဲ့ကမ္ဘာအချမ်းသာဆုံးအမျိုးသားတွေတကတူဖြစ်တဲ့ Andrew Carnegie ကတော့ Napoleon Hill ကိုလာရောက်တဲ့ဘက်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ Napoleon Hill က Carnegie နဲ့ဝမ်းမြောက်ဝမ်းသာစွာပဲတွားရောက်တွေ့ဆုံခဲ့ပါတယ်။ Napoleon Hill ရဲ့စာရေးစွမ်းရည်ကိုသဘောကျတာကြောင့်မလို့ Carnegie ကလူတွေကိုဘယ်လိုချမ်းသာအောင်လုပ်ပေးရမလဲဆိုတာကိုသင်ပေးမယ်ဆိုပြီးတော့ Napoleon ကိုကမ်းလှမ်းခဲ့ပါတယ်။ Napoleon စီကိုကမ်းလှမ်းချက်ကချမ်းသာခြင်းရဲ့အခြေခံကိုအခုကမ္ဘာပေါ်ကလူတချို့ကလွဲလို့လူတိုင်းသိတဲ့နဲ့ဆိုတာပါပဲ။ဒါမှသာလူသားတိုင်းကိုရည်ကြီးခက်ခဲကနေတွန်းမြောက်ပြီးတော့ကောင်းမွန်စွာနေထိုင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီစစ်စင်ရေးကိုအောင်မြင်မှုအတွက်ငါနဲ့လက်တွဲပြီးတော့မှအလုံးလုံးနိုင်မလားလို့ကမ်းလှမ်းခဲ့တာပါ။ဒါပေမဲ့နပိုလီယံကပြန်မေးခဲ့ပါတယ်။ငါကဘာလုပ်ရမှာလဲ။ငါအတွက်ဘာအကျိုးရှိမလဲဆိုတာပါ။အန်ဒရူရဲ့တုံ့ပြန်မှုကတော့ငါကအမေရိကန်နဲ့ကမ္ဘာပေါ်ကအချမ်းသာဆုံးပုဂ္ဂိုလ်တွေကိုသိတယ်။ငါကသူတို့စီကိုသွားပြီးတော့မှအင်တာဗျူးခဲ့ပါသူတို့အားလုံးကဆင်းရဲတဲ့ဘဝကနေပြီးတော့ချမ်းသာလာတဲ့လူတွေကြီးပဲဒီအတွက်လိုအပ်တဲ့စရိတ်ကိုလည်းငါခံပြီးမယ်ဒါပေမဲ့ဒီအပြင်တော့ငါပို့ပြီးမှမဟုတ်ဘူးမင်းအစင်းသိမလားနပိုလီယံကအချိန်ကနတော့စဉ်းစားနေခဲ့ပြီပဲအဆုံးမှာတော့လက်ခံခဲ့ပါလေနောက်တဲ့နှစ်ပေါင်း20လောက်ကိုသူကယာနဲ့ချီတဲ့ဗန်ကျွတ်တတိပေါင်းများစွာကိုအင်တာဗျူးခဲ့ပါတယ်ဒီလိုနဲ့ပဲချမ်းသာဖို့အတွက်အဓိကစီကံချက်တွေကိုရှာတွေ့ခဲ့ပါတယ်ဒါတွေကိုလိုက်နာပြီးတော့သူကိုယ်တိုင်လည်းဗန်ကျွတ်တတိတယောက်ဖြစ်လာခဲ့ပါလေဒီစာအုပ်ရဲ့အနှစ်ချုပ်ကတော့ကမ္ဘာဝတိုင်းဖြစ်နေတဲ့လူသားတိုင်းရဲ့နေ့စဉ်ဘဝမှာပါဝင်နေတဲ့တူညီတဲ့စီကံချက်တွေနဲ့ဒီလန်းတွေကိုဆွေးနွေးတော့မှာသင်ဟာမျိုးမှာပဲနေနေမှာပဲနေဒီစီကံချက်တွေကသင်ကိုချမ်းသာလာအောင်ဆောင်ရွက်ပေးနိုင်ပါတယ်ဥပမာပြောရရင်တော့အမေရိကန်နိုင်ငံမှာရှိတဲ့ရာပေါင်းများစွာသောလူတွေက Andrew Carnegie, Napoleon Hill အပါအဝင်ကျွန်တော်တို့နိုင်ငံရဲ့လူချမ်းသာတော်တော်များများကဒီလိုနည်းတွေနဲ့ပဲချမ်းသာလာကြတာပါအခန်းတစ်လူရင်းစံထားတယ်။ဘဝမှာရည်မှန်းချက်မရှိဘူးဆိုရင်အောင်မြင်မှုကိုမရနိုင်ဘူး။ဟဲရီရဲ့ပြောကြားချက်အရအောင်မြင်မှုကိုရဖို့အတွက်သင်မှာရည်မှန်းချက်တစ်ခုနဲ့သင်ရဲ့စွမ်းရည်အားလုံးကိုအသုံးပြုဖို့အရင်လိုအပ်ပါတယ်။စွမ်းအားတွေနဲ့ခွန်အားစိုက်ထုတ်လိုက်ပါ။အောင်မြင်မှုကနည်းနည်းချီပြီးကြားနိုင်တယ်။ဒါပေမဲ့သင်သာစိတ်ပိုင်းဖြတ်ထားမယ်ဆိုရင်သင်လိုချင်တဲ့ဘယ်ရာကိုမဆိုသင်ယူနိုင်မှာပဲဖြစ်ပါတယ်။ဒီနေရာမှာအမြဲတမ်းမှတ်ထားရမှာတစ်ခုကတော့သင်ကဘက်ဆန်လူချင်းတစ်ခုတည်းနဲ့တော့အောင်မြင်မှုကိုရရှိမှာမဟုတ်ပါဘူး။ဘဝမှာအောင်မြင်မှုအတွက်ခိုင်မာတဲ့ဗန်းနိုင်တစ်ခုကိုထားရှိပြီးတော့ဒီဗန်းနိုင်ကိုရောက်နိုင်ဖို့အတွက်အစီအစဉ်ဆွဲပါအဲ့ဒီပြည်ရဲ့ကြာရှုံးမှုကိုရှားလက်တစ်ခုလိုမသတ်မှတ်ပါနဲ့ဒီလိုမျိုးကျင့်သုံးတဲ့နေရာမှာအကူအညီဖြစ်စေဖို့အတွက်စာရေးသူကစောင့်ထင်းမှာဖော်ပြချက်6ချက်ကိုအကြံပေးထားပါတယ်သင်ရှာခြင်းတဲ့ပတ်စံပမာဏကိုဆုံးဖြတ်ပါဒီပတ်စံတွေကိုရဖို့အတွက်သင်ကဘာပြန်လုပ်ပေးရမလဲဆိုတာကိုဆုံးဖြတ်ပါသင်လိုချင်တဲ့ပတ်စံတွေကိုဘယ်အချိန်မှာအရယူမယ်ဆိုတာကိုရွေးထားပါအစင်းသင်းဖြစ်ပြီးဖြစ်စီမဖြစ်ပြီးဖြစ်စီသင်ရဲ့ဗန်းနိုင်ကိုရောက်ဖို့အတွက်အစီအစဉ်ဆွဲထားပါသင်ရဲ့ရည်ရွယ်ချက်တွေကရှင်းလင်းနေပါစေအပေါ်မှာရေးပြထားတဲ့ပထမအဆင့်၄ဆင့်အတွက်အဖြေကိုစာအုပ်ပေါ်မှာချရေးပါဒီရေးသားထားတဲ့အဖြေတွေကိုတနည်းကိုနှစ်ခေါက်အတန်ကျကျနဲ့ဖတ်ပါဒီနေရာမှာမှတ်ထားရမှာကအတန်ထွက်ပတ်တဲ့အချိန်ကမနက်အိယာနိုးနိုးချင်းနဲ့ညမအိပ်ခင်အချိန်ကြီးဖြစ်ရပါမယ်အခုသင်ကလိုချင်တဲ့ပတ်စံတွေကိုယာပြီးသွားပြီလို့တွေးကြည့်လိုက်ပါသင်ကိုယ်တည်းတရေကြီးတယောက်လိုပထမဆုံးအချိန်တွေးကြည့်ရတာတော့အဆင်ပြေလာမှာမဟုတ်ပါဘူးဒါပေမဲ့သင်ရဲ့ရလဒ်ကိုသင်ကမြင်အောင်ကြည့်နိုင်မယ်ဆိုရင်တော့သင်ချမ်းသာလာမှာကမလွဲမသွေပါပဲဒီလိုလုပ်ခြင်းအပြင်သင်မှာငွေကြေးနဲ့ပတ်သက်တဲ့အသေးစိတ်ပေါ်လာပါလိမ့်မယ်ဒီလိုငွေကြေးနဲ့ပတ်သက်တဲ့ပြင်းထန်တဲ့လွယ်ဆန္ဒရှိမှလားသင်ကလည်းချမ်းသာလာမှာဖြစ်ပြီးတော့ငွေကိုအမြဲတစေရရှိနေဖို့အတွက်သင်ကရက်တန့်နေတော့မှာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီနေ့ကစပြီးတော့သင်ရဲ့ဘဝမှာငွေဘယ်လောက်ရကြတယ်လဲဆိုတာကိုဆုံးဖြတ်ပါပြီးတဲ့အခါဒီငွေကိုရပြီးပြီလို့စိတ်ကူးရည်ကြည့်ပါအဲ့ဒီနောက်မှာတော့ဒီလိုဖြစ်လာဖို့အတွက်လိုအပ်တဲ့အလုပ်ကိုစပြီးတော့လုပ်ကြတယ်ဒီအလုပ်ကိုလိုချင်တဲ့ပမာဏမရမချင်းစတိုက်လုပ်ကြတယ်သင်ရဲ့စိတ်ဆန္ဒကပြင်းထန်ပြီးသင်ရဲ့ဗန်းနိုင်ကပိုပြီးခိုင်မာပြီးသင်ကအလုပ်ကိုပို့ပြီးတော့မှပြင်းပြင်းထန်ထန်လုပ်နေပါဘလို့ဗန်းနိုင်မျိုးကိုပဲဖြစ်ဖြစ်တတ်မှတ်တဲ့အချိန်မှာ passion ဆိုတဲ့စိတ်ပါဝင်စားမှုတို့မှဝါသနာနဲ့ပဲစတင်ကြပါဒီအရာကသင်ရဲ့ဘဝအသေးပဲကိုသင်ကိုယ်တိုင်တတ်မှတ်တဲ့အချိန်သင်ရဲ့ဘဝကနေသင်ပါကိုလိုချင်တယ်လဲဆိုတာကိုဆုံးဖြတ်ခြင်းကြရင်သင်ကိုကူညီပါလိမ့်မယ်သင်ရဲ့ဘဝကနေဘာကိုပြန်ပြီးတော့မှပြောင်းလဲထားတယ်လဲဆိုတာကိုသင်ကိုယ်သိမေးကြည့်ပါဒီမေးခွန်းကိုမပြေခင်မှာသင်ရဲ့ရည်မှန်းချက်ကိုအရင်ဆုံးဖြတ်ပါသင်ရဲ့လူရင်းဆန္ဒကိုစိတ်ထဲမှာတွေးထားပါနောက်ပြီးတော့လည်းတစ်ချိန်တည်းမှာရည်မှန်းချက်တွေအများကြီးမလုပ်လိုက်ပါနဲ့သင်ရဲ့ရည်မှန်းချက်တွေကအချိန်နဲ့အပြည့်ပြောင်းလဲနေမယ်ဆိုရင်တော့သင်ကပန်းနိုင်ကိုဘယ်တော့မှရောက်နိုင်တော့မှာမဟုတ်ပါဘူးဒီပြင်ကအလုပ်တွေတစ်ခုပြီးတစ်ခုပြောင်းလဲနေတာကြောင့်အဆုံးမရှိတဲ့အလုပ်တွေလုပ်နေရတယ်လို့ဖြစ်ပြီးတော့လမ်းပြောင်းသူလို့စပြီးတော့မှခံစားရပါလိမ့်မယ်ဒါကြောင့်ပထမဦးဆုံးရည်မှန်းချက်တစ်ခုကိုပဲ
ပြီးမြောက်ဖို့အာရုံထားပါအဲဒီနောက်မှာဒုတိယရည်မှန်းချက်ကိုထပ်မံဆုံးဖြတ်ပါသင်ရဲ့ရည်မှန်းချက်ကိုရောက်ရှိဖို့ကသင်ရဲ့စိတ်ဆန္ဒခိုင်မာမှပဲဖြစ်နိုင်မှာပါဒါကြောင့်သင်ရဲ့ဆေးရထက်သန်မှုကိုတစ်စက္ကန့်တော့မှမေ့ထားလို့မရအောင်စက်တိုက်ခံစားရစေမယ့်အရေးကြီးတဲ့ခြေလှမ်းတစ်ချို့ကိုဆက်လက်ပြီးလေ့လာကြည့်ရအောင်ပါအခန်းနှစ်ယုံကြည်မှုသင်ရဲ့စိတ်ဆန္ဒကိုအပြည့်အဝသိရှိသွားပြီဆိုရင်တော့နောက်တစ်ခြေလှမ်းကယုံကြည်မှု trust နဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှု confidence ကိုတည်ဆောက်ဖို့ပါပဲ